တော်ဘူးရောင်းနေအောင်ချစ်ခဲ့တာပဲဘာကြောင့်မခွင့်ရလဲဆုံးတော့ဖြစ်လာခဲ့ဒီစကားလေးတဲ့ဒီနေ့ကချစ်ခဲ့ကြတာတဲ့ရောစင်ကတော့နေ့တွေကြာလက်ထပ်ဖို့ရည်ကြတယ်မဖြစ်လာတော့တဲ့ဒေါသတွေစလန်ကပြီးဆုံးသွားပြီနေသားနဲ့နေသမီးရဒီဘဝမှာပေါင်းဖို့ရခဲ့ပါမလားဟုတ်တယ်ငါကနေတွက်ဆိုရင်ဆုံးလဲဆူစားလဲယူနေချာမျောနေချက်တွေဘဝကိုပြီးတော့တက်ခဲ့တာလား